ဒီကတော့ဆရာတို့ကြားတပည့်တွေကို notes ကတန်ဖိုးတွေကိုပြောမယ်အတန်ဖြတ်ရတာတွေအတန်ရက်ရတာတွေဘယ်နှပြီးမှအတန်ဖြောက်မယ်ဘယ်နှပြီးမှအတန်ဖြတ်မယ်ဆိုတာလေးတွေအကြွတွေတဲ့တွေကိုရှင်းပြပြီနော်အဲ့တော့ပထမဒီဆုံးနံပါတ်1ဒိုဆိုပြီးတော့နောက်မှ3ပြီးရှိမယ်3ပြီးရှိတယ်ဆိုတာဒီမှာတစ်လုံးနဲ့ဝင်သွားလို့ဒီဘက်ကအာကို3ပြီးကိုနားပေးရမှာနားပေးပြီနဲ့ဒီရဲ့ဒိုရဲ့အတန်ဒီ3ပြီးလုံးထိကိုဆွဲထားရမယ်ဟုတ်ပြီနော်အဲ့တော့ဆရာရွတ်ပြမယ်3 4ဒိုဒီကြမှာရမယ်ရွတ်ကြည့်မယ်3 4ဒိုဟုတ်ပြီနော်ကဲဒီကောင်ကြတော့နံပါတ်2ကြတော့ဒိုဆိုပြီးတာနဲ့ဒီမှာ0တွေတွေ့ရင်အတန်ဖြတ်ပြ0ဆိုတော့ break ပဲပါလဲ break ပဲเนาะ0တွေ့တာနဲ့အတန်ကိုဖြတ်ပြရမယ်เนาะအဲ့တဲ့အတွက်ကြောင့်ဒီမှာဒိုဒီလိုဖြတ်ရမယ်เนาะစားကြည့်မယ်3 4ဒိုဒီလိုပြန်ရွေးကြည့်မယ်3 4ဒိုဒုတန်ဘူကအတန်ဒီကျွတ်တာပါเนาะဒီကောင်ကဒိုပြီးတာနဲ့စကန်ပြီးရစပြီးအတန်ဘာလို့ဖြစ်ရမလဲဖြတ်ပြရမလဲဟုတ်ပြီเนาะရွေးကြည့်မယ်3 4ဒိုဟုတ်သားပြီနော်ကဲဒီမှာနံပါတ်3ကျတော့ဒိုရဲ့အတန်ဒီစကန်ပြီးဒီရှိရမလားမရှိရဘူးလားရှိရမယ်တတ်ပြီးနဲ့4ပြီးမှာဘာဖြစ်ရမလဲဖြတ်ပြစ်ကြမယ်နော်အဲ့ဒါကိုတတိထားရမယ်နော်အဲ့ဒါလေးဆရာမရွတ်တော့အားလုံးဝိုင်းရွတ်ကြည့်မယ်3 4ဒိုဟုတ်ပြီဆရာမပါဘူးရွတ်ကြည့်မယ်3 4ဒိုဟုတ်ပြီနော်ဒါဒီတန်ဖိုးလေးတွေငါတပည့်တွေသိသွားပြီနော်တုံညသည်ဘာဘယ်နေ break ပြောရမယ်ဆိုကဲဒီမှာကျတော့တစ်ချက်မှာဘယ်နဲ့ဒိုစီဘယ်နဲ့1 beat မှာဒိုစီ4 beat ရှိမယ်4 beat မှာဒို4လုံးရှိမယ်အဲ့ဒါရွတ်မယ်3 4ဒိုရေးကြည့်တယ်နော်ဒါဒီ notes တန်ဖိုးဖြစ်တဲ့ကြောင့်ဒီကောင်တက်လို့ရှိရင် notes တွေကို line မော်လူတွေကစတင်လို့ရပြီနော်ဒီတက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့လောက်ထိရတယ်ကဲဒီကကြတော့ဒိုရဲ့အတန်ဒီစကန်ပြီးမှရှိရမယ်ဆွဲထားတဲ့အတန်ဒီစကန်ပြီးမှရှိရမလားမရှိရဘူးလားတကယ်လို့ဒီနေ့မှာ0ဆိုရင်ဘာလုပ်ပြရမလဲဖြတ်ပြရမယ်0မဟုတ်တဲ့အတွက်ဒီရဲ့ဒိုဒီဘက်မှာအတန်ကြံခဲ့ရမယ်နော်နောက်ပြီးရင်ထပ်ပြီးတော့ဒိုမယ်အဲ့ရဲ့အတန်ဒီ4ပြီးမှကြံခဲ့ရမယ်နော်ကြံခဲ့ရမယ်အဲ့တော့အဲ့ဒီဟာကိုတစ်ချက်ကြည့်မယ်အဲ့ဒီဟာလေးကိုတစ်ချက်ယူကြည့်မယ်3 4ဒိုရွတ်ကြည့်မယ်3 4ဒိုဟုတ်ပြီကဲဒီနံပါတ်6ကျတော့ဒို2ချက်လာပြီဘယ်နှပိနာမလဲ2ပိနာမယ်စကြည့်မယ်3 4ဒိုအဲ့လိုဖြစ်ရမယ်နော်တန်ဖိုးတွေငါတို့ပဲနားလဲပါဒီရဲ့တန်ဒီ4 video ဆွဲပြီးထားရမယ်နော်ဒီ3ညကိုတတိထားစေခြင်းလို့ပြောတာ3ညမပါရင်ဆွဲရမယ်3ညပါရင်ဖြတ်ပြရမယ်နော်ဟုတ်ပြီကဲအဲ့တော့ဒီမှာနံပါတ်9ကိုဒိုပြီးတာနဲ့ဘယ်နှပြီးနားမလဲအဲ့နားတဲ့နေရာအတန်ရှိနေရမလားမရှိရဘူးလားရှိနေရမယ်စားကြည့်မယ်1 2 3 4ဒိုသဘောကျနောက်တစ်ခါပြောပါအောင်3 4ဒိုဟုတ်ပြီအဲ့ဆိုရင်အောက်ပိုင်းကိုဆက်မသွားသေးဘူးဆရာတို့ရှေ့ကနေစပြီးပြန်နှွေးမယ်နံပါတ်1ကနေနံပါတ်9ထိဇက်တိုက်သွားမယ်သတိထားပြီးယူပေးပါ1 2 3 4ဒိုယူမယ်ဒိုဒီမှာဒိုနားမှာအတန်ပဲချမှာစမယ်3 4ဒိုโอเคကဲဒီအကြွလေးတွေကိုခဏနေဆက်သွားမယ်ခဏနားပါမယ်နော်